ကင်ဆာဝေဒနာရှင်တွေအနေနဲ့လက်ဖက်တုပ်စားလို့ရလားဆိုတဲ့မေးခွန်းလေးတွေကိုအခုရက်ပိုင်းမှာခက်စိတ်စိတ်ကလေးကျွန်တော်တို့မေးလာကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေချင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့အာဟာရဆရာဝန်ဒေါက်တာညီညီကျော်ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ကတော့ကင်ဆာဝေဒနာရှင်လို့ပြောတဲ့ချိန်ကျရင်ကျွန်တော်လူနာ2မျိုးခွဲလိုက်ပါတယ်။ပထမလူနာကကြတော့ကင်ဆာဆေးသွင်းနေတဲ့ကီမိုသွင်းနေတဲ့လူနာနဲ့ဒုတိယလူနာကကြတော့ကီမိုဆေးမသွင်းခင်သို့မဟုတ်ကီမိုဆေးသွင်းပြီးသွားတဲ့လူနာဆိုပြီးတော့ကျွန်တော်တို့ကခွဲထားပါတယ်။အဲ့တော့လက်ဖက်တုပ်ကဘယ်လိုလူနာမျိုးကစားလို့ရလဲဆိုရင်တော့ကီမိုဆေးမသွင်းခင်သို့မဟုတ်ကီမိုဆေးသွင်းပြီးသွားတဲ့လူနာတွေမှာဆိုရင်လက်ဖက်တုပ်စားလို့ရတယ်။ကီမိုဆေးသွင်းနေတဲ့လူနာတွေမှာဆိုရင်တော့ကျွန်တော်တို့လက်ဖက်တုပ်စားလို့မရဘူး။ဘာကြောင့်လဲဆိုတော့ကီမိုဆေးသွင်းနေတဲ့ကာလမှာကိုယ်ခံအားကိုချထားတာဖြစ်တဲ့အတွက်ကြောင့်လက်ဖက်တုပ်ကနေအခက်မသိရင်ဝင်းလျှောသွားနိုင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မကြွေးပါဘူး။တစ်ဖက်ကနေပြန်ကြည့်ရင်လည်းလက်ဖက်တုပ်စားခြင်းအပြင်ကင်ဆာပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုရင်တော့ဘယ်လိုမှတက်ရောက်မှုမရှိပါဘူး။ကြီးလည်းမကြီးလာစေဘူး။ကင်ဆာကိုသေးလည်းမသေးသွားစေဘူး။မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီလက်ဖက်တုပ်ကလေးစားခြင်းနေဆိုရင်တော့ကျွန်တော်တို့ကကြွေးတာဖြစ်ပါတယ်။သူကနေပြီးတော့အာဟာရဓာတ်ကတော့များသောအားဖြင့်အကျော်ဆန်ကနေအသားဓာတ်ကလေးရမယ်။အဆီဓာတ်ကလေးရမယ်။လက်ဖက်တုပ်ကိုကော်ပီတို့ခရမ်းကျင်သီးတို့ထည့်တုပ်လိုက်ရင်အမြင့်ဓာတ်ကလေးတွေရမယ်အစတဲ့အာနိသင်လေးတွေရောရနိုင်တယ်ဒါပေမဲ့ကင်ဆာသမားအတွက်အရန်ကိုကောင်းလွှားကြည့်တဲ့အာဟာရဓာတ်တွေလည်းပါမနေဘူးပေါ့နော်ဒါပေမဲ့မြန်မာလူမျိုးဖြစ်တော့အပြင်းပြေလေးစားခြင်းနဲ့ဆိုရင်တော့ပြဿနာမရှိပါဘူးအရေးကြီးဆုံးအချက်ကကြတော့ကီမိုဆေးသွင်းနေတဲ့ကာလဥမာ6လတန်ပြီးတစ်နှစ်တန်ပြီးဒီကာလမှာတော့လက်ဖက်တုပ်ကိုမကျွေးပါဘူးကီမိုတွေပြီးသွားပြီဒါမှမဟုတ်ကီမိုသွင်းဖို့အတွက်စောင့်နေတဲ့အချိန်လို့ပါလို့ဆိုရင်တော့ကျွန်တော်တို့လက်ဖက်တုပ်လေးစားခြင်းစားလို့ရပါတယ်။ကျန်းဖက်ရင်စားတာကဘာမှပြဿနာမရှိပါဘူးခင်ဗျာ။